Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Arabhayata Seyandukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagan Dukharandrana Panamami Zinam Edina Disa Vasena Hotumi Sayamikalam Arabhayata Seyandukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagan Dukharandrana Panamami Zinam Edina Disa Vasena Hotumi Sayamikalam Araham Jamana Ludomo Duroi Jibu Goyo Buddha Tugu Kando Mudhaito Araham Sequaya Yadita Naimagamu Kilida Agudu Nijiro Gule Pulodo Mamubetado Araham Wadana Nidagwado Hayato Kilida Rumaki Wizijiro Mubetado Bayada Sayaduyam Piano Guadada Omino Mubetado Dukata Gaundo the Gago Suro Mudadado Dukata Gaundo Nibandu Leve Juadwado Mudadado Amidam Manashiado Gono Bonele Pisono Mubetado Vidyayaga Sajido Kilida Muniji Maki Wido Mubetado Lalita Yajido Chodwebi Gumyu Sambe Tidido Mubetado Adulam Dila County Damatini Jibidenya Longeta Yui Yaila Naindu Adula Leshido Mubetado Serenum Nebayo Jong Jingoni Tizono Mubetado Tibu Badama Bavaduma Bonduma Dunai Kilida Pumido Goji Zero Munaidado Yamaga Yemi Zonzo Sajido Dago Biadi Harugo Anulo Badido Biasono Munaidado Dukharam Lujana Najana Divan Chandarugo Piro Mudadado Parana Luna Naga Jabyama Tadawa Vini Miabu Jiroi Adago Vayase Igam Sudo Mubedado Zinam Letizaba Kangola Ganga de Chatepe Namazwayami Opjasi Amina Mudovaya Shenkuromya Jigo Aha Bayarviroti Banama mi yudi miano manyojo yue chego groba imya swabaya Mayam bayar viro maruti Banama ma yudi miano manyojo yue chego groja bagong imya swabaya Edina Disa Musina, Ilunoda Bodo Landapin, Homas was Soyare was in this as a ganjong. Edina Disa Musina, Idubayashin, Goromia Jibi, Arahambai and Asia, Sashido Gunoruni, Yizuno Mubabe, Lumangan was Soyare was in this as a ganjong. Me Junua Magan, Junodua. Zaya Migalam Nabia Dwimbi Bian Siwe Louis Sana Udamiadi Piwa Sonswa Sando Datu Auya Amu Ang Jong Beauty Ang Suyerana Ang Jinji Migalati Hodu Moja Madri Piba Zidati Payadvi Doti Dandara Masa Yui Yani Dai Aung
ကုန်ကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှင်ကိုကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောလိမ္မာစရာကျိုးအကြောင်းပြဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုစီးပူးဖြည့်ခြင်းလျက်ရှိကြကုန်သောယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌အာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်
ထမင်းတလုံးဤဓမုတ်စသဖြင့်ဘေကံချီးမြှင့်ထောက်ပံ့မှုသောကျေးဇူးရှင်ဆရာသခင်နှင့်တကွတရားဓမ္မပုဂ္ဂိုလ်တို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့မညွတ်ကြွ၍ရှေခိုးကြောလိုက်ပါ၏မြတ်စွာဘုရား